ရဆုံးတယ်သူတော်ဒီယာသူတော်အာယောသူတော်ဖြစ်ခြင်းသူတော်ဖြစ်ခြင်းပေါင်းနေပြီပေါင်းနေပြီတရားပိုင်းထားခဲ့တာကဲအတန်တိတဲ့သဘောလေးဆက်တာပါတော့စပြောနေတယ်နွားအကြမ်းတယ်အဲ့ဒါပါသွားပြီတဲ့သူတို့ဒီမှာအဲ့မှာတော့ဝဲပြတ်နေတာလားပေါင်းနေတာတရားကိုပိုင်းထားတယ်ဒီမှာလည်းပါဠိတိလို့ရှိနေတယ်အာရုံလက်ခံနေတယ်သုံးသပ်ဆုံးတာပါပြီတဲ့တပည့်ဆိုင်တဲ့တော့တော့ပါပြီတဲ့ရရတယ်သူလည်းနေတော့လူကြော်ရဲ့လက်ခံပါဟုတ်လားအဲ့မှာရှိပြီးမှနော်ဒီမှာရှိတော့ကြောက်ပါပြီတောင်းလေးပဲစိတ်ဆန္ဒကြောက်ပါဘောသိစိတ်တဲ့မမြင်တဲ့နေရာတွေပေါင်းစုနေရာတော့ဟုတ်လားတန်းတော့ဘာမရှိတော့ဘူးဆိုရင်ဒီမှာကွက်လန်နေရာမှာကျမကအစားဆုံးလာလားအဲ့တော့လေးလာတဲ့ခါတော့စိတ်ကပြီးပြီးတော့အာရုံခံတော့မယ်ဒီလိုဆက်ရအောင်နော်